One Esport အနေနဲ့ international ပွဲတော်တော်များများမှာတိုင်ပတ်နေတယ်ဒါပေမဲ့ဘယ်လောက်ပဲတိုင်ပတ်ပါသည်အင်ဒိုမှာအကောင်းဆုံးတင်းလို့တင်သားခေါ်ထားတဲ့ One ကတော့မနစ်ဖြန်တွေ့မဲ့ Evel စင်ကာပူနဲ့ပွဲမှာတော့မရှုံးသင့်ပါဘူးရှုံးမယ်လို့လည်းကျွန်တော်တော့မထင်ပါဘူးအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ညိုကျော်ဖြစ်ပါတယ်မနစ်ဖြန် M7 Day6 prediction ဖြစ်ပါတယ်ကျွန်တော်ရဲ့ခံမှန်းချက်လေးကိုလိုက်ကြည့်လိုက်ပါဦးမနေ့ကမှာ3တင်းရှိပါတယ်3တင်းလုံးကနိုင်တဲ့တင်ကsorry ရှုံးတဲ့တင်ကထွက်ရမှာပါအဲ့တော့အသင်းတိုင်းရဲ့အားကုန်မီးကုန်ရမ်းကုန်အကုန်ကျုံးမဲ့ဟာတွေကိုမြင်ရမှာဖြစ်ပါတယ်ကဲပထမဆုံးသတင်းအနေနဲ့ CFU နဲ့ Team Zone CFU နဲ့ Team Zone မှာကျွန်တော်ပြောချင်တာတစ်ခုရှိတယ် Team Zone ကဟိုဒီ drag အများကြီးမရှိဘူးဗျ Team Zone မှာဟိုကျွန်တော်ဟို YG နဲ့ပွဲစဉ်တွေကလည်းပြောခဲ့တယ်အရင်ပွဲစဉ်တွေကပြောခဲ့တယ်လက်ပူးကတိုလမ်းစလော့ဒါပဲရှိရဗျသူတို့မှာ hero ကဒါပဲရှိတယ်လက်ပူးကတိုလမ်းစလော့မဟုတ်ရင်လက်ပူးsorry နဂါးကတိုလမ်းစလော့ဒါတွေပဲဆော့တာအဲ့တော့ Team Zone က hero အများကြီးမရှိဘူး CFU အနေနဲ့ဟိုတိုင်ပတ်နေတဲ့အသင်းတွေများကမ်ဘောဒီးယားအသင်းကျွန်တော်တို့မျှော်မှန်းထားလောက်သူတို့ performance မထွက်ဘူးဒါပေမဲ့နောက်ဆုံးဆော့ခဲ့တဲ့ပွဲမှာတော့သူတို့ performance မဆိုးဘူးဒါပေမဲ့အသင်းသိမ်းမို့လို့လားပါလားတော့မသိဘူးဒါပေမဲ့အခုကလည်း CFU အနေနဲ့ဆိုဒီ Team Zone ကအသင်းသိဖြစ်ရမှာဗျဘာလို့ဆိုတော့ white card တက်လာတဲ့အသင်းဗျဒီအသင်းကတော့ AC နိုင်တဲ့နဲ့စီးဖူးအနေနဲ့မနစ်ဖြန်ဂိုးလဲရကောင်ဂျင်းမထဲနိုင်တယ်ဂိုးလဲရဇင်းဆိုကောင်အရန်ကျင်းထဲနေဗျစီးဖူးဒီကောင် free ban ရလဲဘယ်တွေဝင်ပြတာရလှမနေဘူးဒါပေမဲ့စီးဖူးအနေနဲ့မနစ်ဖြန်အကွာကြီးပါအသင်းကွာတယ်ဗျနိုင်သွားမယ်လို့လည်းကျွန်တော်ထင်တယ်စီးဖူးနိုင်ပါလိမ့်မယ်အဲ့တော့စီးဖူးကရန်ဒုက္ခပြီစီးဖူးအနိုင်ပြောတာကျွန်တော်တို့ဒုက္ခရောက်ဆုံးပဲစီးဖူးကတားကျင်းတယ်လို့โอเคမနစ်ဖြန်စီးဖူးကြိုက်ပါတယ်ပထမသတင်းအနေနဲ့ဒုတိယသတင်းအနေနဲ့ BSC နဲ့ CG Esport ပါ BSC နဲ့ CG Esport ပါ CG Esport ကတော့မလေးရှားအသင်းပါဒီနှစ်သင်းကလည်းကွာတယ်ဗျအသင်းကွာတယ် BSC အနေနဲ့ CG Esport ကိုနိုင်စရာအကြောင်းတော့မရှိဘူး CG ကဒီအတွေ့အကြုံရှိတဲ့ player တွေရှိရယ်ဟိုပြီးတော့သူတို့ရဲ့ကစားနေရဲ့ကစားကွက်ကအနေထားတစ်ခုမှရှိရယ် BSC အနေနဲ့လည်းနိုင်စရာတော့အကြောင်းမရှိဘူးဗျကျွန်တော်ကတော့ CG ပဲကြိုက်ပါတယ် CG နေသင့်ပါတယ်နောက်ဆုံးသတင်းအနေနဲ့ကတော့ One နဲ့ Evel ပါဒီနေ့တင်းကတော့ One အနေနဲ့ကတော့ international မှာတော်တော်တိုင်ပတ်နေရဗျာဟိုဘယ်လောက်ပဲတိုင်ပတ်နေရပြောဒီ Evel နဲ့ရှင်ရင်တော့ One ကအသင်းကြီး Evel ကအသင်းသေးလုံးဝအသင်းမမျှပါဘူးဒီတင်းကလည်းဟုတ်ကဲ့ One မှာလက်ရှိကကိုရှက်မပါတာကြောင့်လေသူတို့ international မှာတိုင်ပတ်နေရလဲဖြစ်နိုင်တယ်လို့သူတို့ကိုယ်တိုင်မဟုတ်ဘူး drive ကြောင့်တိုင်ပတ်နေရလဲဖြစ်နိုင်ပါတယ်ဒီ One ရဲ့ drive ကခလီယာကတီတာတွေပါတွေဟိုနှစ်ပွဲတောင်ရှုံးတာဗျဘယ်လောက်ရှုံးလဲဒါကြီးပဲထပ်ဆော်တယ်ဟိုဘက် asma တကောင်နဲ့ purify ယူပြီးမပြသွားတယ်သူတို့ဖမ်းလျက်ကောင်မရှိဘူးဒါကြောင့်တိုင်ပတ်နေရလို့ကျွန်တော်တို့မြင်တယ် One ရဲ့ပြဿနာ draft မှာဖြစ်နေတာပါနောက်သတင်း Evel ကကြတော့ကျွန်တော်မြင်သလောက်တော့ဒီ single သင်းက draft နည်းနည်းကောင်းတယ်ဗျကျွန်တော်ကြည့်သလောက် draft နည်းနည်းကောင်းတယ်သူတို့ရဲ့ player တွေကဒီမစောနိုင်လို့တာဒီ player တွေကဘယ်လိုပြောရမလဲ level တစ်ခုမှရှိမနေလို့တာရှုံးနေတာ Evel ရဲ့ draft ကအဆင့်တိုင်းတစ်ခုမှရှိရယ်နည်းနည်းဟို gain ဆော့လို့ရတဲ့ level ပေါ့ဟာနည်းနည်းဟိုအဆင့်တိုင်းတစ်ခုမှရှိရယ် draft ကကြတော့ One ကကြတော့ draft မကောင်းဘူး player တွေကောင်းတယ် Evel က player မကောင်းဘူး draft ကောင်းတယ်အဲ့နဲ့တင်မနေ့ကတွေးဆုံမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါပေမဲ့ဘယ်လိုပဲရှင်ကြီး overall ခြုံကြည့်လိုက်မယ်ဆိုတော့ကျွန်တော်ကတော့ One ပဲနိုင်မယ်လို့ထင်ပါတယ် One ပဲနိုင်သွားပါလိမ့်မယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဒီနေ့ Day6 prediction ကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပေးပါဦးအားလုံးကျေးဇူးတင်ပါတယ်